စတုထဇံကထပြီးတဲ့အခြားမဲမှာပဲမြတ်စွာဘုရားဟာပြိဋိဘံစံတော်မူသွားတယ်အဲ့ဒါလို့ပြိဋိဘံစံတော်မူလိုက်တဲ့အခါမှာထူးခြားတဲ့ဖြစ်ပျက်ကြီးတွေဟာချိန်ကိုက်ဖြစ်ပေါ်လာခဲ့တယ်။ဉာဏ်တဲ့ပုဂ္ဂိုလ်တွေတမန်ပုဂ္ဂိုလ်တွေကမသိနိုင်ကြဘူး။မြတ်စွာဘုရားသရုဒ္ဓဇံဝင်စားပြီးသည့်ခြားမဲမှာလုံးဝကာမဇယုတ်ဒီအလုံးချုပ်ငိမ့်ပြီးတော့သွားတဲ့အခါမှာတဲ့ဘာဖြစ်တုံးဆိုငလျင်ကြီးတုံဟီးသွားတယ်အဲ့ဒီချိန်မှာအလွန်ကြောက်မဲ့ဖွယ်ရာကောင်းတဲ့ငလျင်ကြီးတုံဟီးသွားပြီးကောင်းကင်ယံကလည်းပဲဂျိုးဂျိုးချင်းချင်းနဲ့အမတမဆူညံမြည်ဟီးပြီးတော့အတန်ကြီးဟာကြက်သိန်းထကမန်းဆူညံသွားတဲ့အတန်ကြီးတွေဟာထွက်ပေါ်လာခဲ့တယ်လို့ဆိုလို့တယ်အဲ့ဒါလို့ထွက်ပေါ်လာတာဟာမြတ်စွာဘုရားသုတိစိတ်တွေဖြစ်လိုက်တာနဲ့တပြိုင်နက်ငရင်တုံလှုပ်ပြီးတော့ကောင်းကင်ယံကမြည်ဟိမ့်တဲ့အတန်ကြီးတွေနဲ့ကြောက်မဲ့ဖွယ်ကြက်သိန်းထဖွယ်ဖြစ်ပြီးတော့တိတ်ဆိတ်သွားတယ်လို့ဆိုလို့တယ်အဲ့ဒါလို့တိတ်ဆိတ်သွားတဲ့အချိန်မှာပဲမြတ်စွာဘုရားပြိဋိဘံဆံလိုက်တာနဲ့တပြိုင်နက်အနာနာမှာရောက်ရှိနေကြတယ်နတ်တွေပြမာတွေအားလုံးကလည်းရောက်ရှိပြီးတော့စောင့်ကြည့်နေကြတယ်မြတ်စွာဘုရားလည်းပြိဋိဘံဆံသွားရောဘုရားကိုတရားဟောဖို့ဆိုပြီးတော့တောင်းပန်ခဲ့တဲ့တဟံပတိပြမာကြီးတဟံပတိပြမာကြီးဆိုတာအရင်ဘဝတုန်းကကသဝဘုရားရဲ့တပည့်တဟကဆိုတဲ့ယဟန်အဲ့ဒီတဟကဆိုတဲ့ယဟန်ကပထမဇန်ရပြီးတော့မဟာပြမာအနေနဲ့ပထမဇန်ပုံမှာသွားပြီးတော့ပြမာမင်းဖြစ်နေတာသူကဘုန်းကြီးတစ်ပါးကနေဖြစ်သွားတဲ့ပြမာရသော်ဘုရားစီမှာမကြာခဏရောက်လာတတ်တဲ့ပြမာကြီးတူပဲဘာသာသာသနာနဲ့အလွန်နီးစပ်တဲ့ပြမာကြီးတူဖြစ်လို့ရသော်ဘုရားပြိဋိဘံဆံဃာနီးမှာလဲသူဟာကြိုတင်ရောက်ရှိပြီးတော့နေတယ်ဘုရားလဲပြိဋိဘံဆံလိုက်ရောတဟံပတိပြမာကြီးရဲ့အတန်ပထမဆုံးထွက်ပေါ်လာခဲ့တာဖြစ်တယ်တဟံပတိပြမာကြီးရဲ့အတန်ဟာပထမဆုံးထွက်ပေါ်လာတာဘယ်လိုထွက်ပေါ်လာတော့ဆိုတပေဝနိခိပိတ္တန္တိဘူတာလောကေသမုဒ္ဒယယထာဧတာရိသောတတ္ထာလောကေအပတိပုဂ္ဂလောတထာဂတောပလပ္ပတောတံဗုဒ္ဓောပြိနေဝုတောဗြဟ္မာကြီးကစတင်ပြီးတော့ကြေညာလိုက်တာနော်တံဝေကားတွေဖြစ်ပွားပြီးတော့စိတ်မကောင်းတဲ့အနေအထားအဖြစ်ကြေညာတဲ့သဘောတံဝေကားနဲ့ကြေညာတဲ့သဘောအေးလောကကြီးမှာဒီတရားဝါဆိုတာဟာတဲ့လောကကြီးမှာဖြစ်လာကြတဲ့တရားဝါမှန်သမျှဟာကိုရထားတဲ့ခန္ဓာကိုယ်ကြီးကိုအခုလိုပဲစွန့်ပစ်ကြရမှာဖြစ်တယ်